အဲ့လိုတော့မဟုတ်ပါဘူးသူတို့ခေါ်ဆောင်ရံကွာလိုက်ကမှာ ငယ်သေးလို့ ငယ်သေးလို့တွဲခေါ်ပါအောင်မထားနိုင်လို့ပြော ကျွန်တော်ကကြောက်ရတာပါကျွန်တော်မှညှင်းဆက်ပိုင်းပဲမရှိတာဒါအခုကိုလည်းဟိုဟာမိဘပြောသလိုပဲယုံကြည်ရဲ့ယုံကြည်ရဲ့အတွက်ကြောင့်မလို့အခုဆိုလို့ရှိရင်ဒီကားမှဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟိုစက်မဖက်ခင်ခဲ့တဲ့ကအကိုကတော့မင်းတို့တော့ဒီကာရက်တာမြင်နေဆိုရင်တေချာဘောက်ကကျွန်တော်ဒီကာရက်တာမှာကျွန်တော်နဲ့ကိုက်ညီလို့အကူပေးတယ်အဲ့တော့အဲ့အကူပေးတဲ့ကာရက်တာကိုပဲကျွန်တော်တတ်နိုင်တဲ့လောက်အစွမ်းကုန်စူးစမ်းသွားမယ်ပြီးတော့ဒါစီနီယာအကူမတွေအကုန်လုံးရဲ့ဆွဲခေါ်မှုတွေတေချာဘောက်စူးစမ်းပါပါထူးထူးခြားခြားကကျွန်တော်တို့ဒီမှာပါတဲ့ဟိုမင်းသားအသက်17ယောက်လုံးကကျွန်တော်တို့ casting ဝင်ရတာပါကျွန်တော်တို့အခုကိုယ်တိုင်တရုပ်ဆောင်ပြရတာဟိုကိုယ်တိုင်တရုပ်ဆောင်ပြပြီးတော့ကိုနဲ့ကျွန်တော်လည်းဆိုရှေ့မှာတော့မြေလက်တက်ဆုံဘူးရယ်ဒါပေမဲ့ तू ကဒီ character နဲ့ကိုက်ညီမှုရှိလားမရှိလားသိချင်တဲ့အတွက်ကြောင့်မလို့ဟိုကိုယ်တိုင် casting ပြန်ဝင်ပြီးတော့မှဟိုဒီ character ကိုရခဲ့တာပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့အားလုံးဒီ17ယောက်လုံးဒီကလုံးဝကိုရထားတဲ့ character ပေါ်မှာတေချာပေါက်ထူးခြားမှာပါအဲ့ဒါဆိုတော့ကြည့်ရတဲ့ပရိသတ်လည်းဟိုပို့ပြီးတော့အရသာရှိမယ်လို့လည်းပြောလေးပါတယ်ပြီးတော့အခုကိုယ်တိုင်ကဒီဇက်ကိုဖန်တီးထားရတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလူငယ်17ယောက်ဒီလည်းဒီဇက်နဲ့ကိုက်ညီမှုတေချာပေါက်ရှိနေမှာပါအဲ့တော့အားလုံးပဲစိတ်ဝင်စားနေစောင့်ကြည့်ပေးပါဦး Exclusively from Golden Valley. ဇလန်းတော့စားမွေမာတော့အမေပေါက်ပဲကျန်တာတော့ကောက်တော့မှကြည့်ပဲ ဒီတေးမွေ ဒီနေ့မှာအမေကာရက်တာကတော့ဖတ်လာမှာပဲကြည့်ပါလို့ပဲပြောချင်တယ်။ဟုတ်တော့ပြောလိုက်ရင်ပြောတာသူကလည်းပြောခိုင်းတာပါကျွန်တော်ဒီဇက်ကိုစရေးထားတာကအမှန်ပြောရင်6နှစ်ရှိပြီ6နှစ်မှာစရေးတဲ့ကိုကအမေပေါင်းတဲ့ကပထမဆုံးမမရအဲ့တုန်းကကျွန်တော် CV ရိုက်နေတဲ့အချိန်ပေါ့နော် CV ရိုက်နေတဲ့အချိန်မှာငါဒီနေရာမှာသူ့ကိုရိုက်မယ်ဆိုပြီးတော့စဉ်းစားထားပြီးသားပါအားကြောင့်မလို့ဒီရိုက်မယ့်အချိန်မှာလည်းအမေကျွန်တော်လုံအောင်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာအမေကလည်းဟိုမြေလက်တက်ကဒုက္ခပေးတာမဝသေးဘူးလားလို့မေးပါတယ်အခုဒီမှာလည်းထပ်ပြီးဒုက္ခပေးဖို့အတွက်သူ့ကိုခေါ်လိုက်တာပါ အဲ့လိုတော့မဟုတ်ပါဘူးသူတို့ခေါ်ဆောင်ရံကွာလိုက်ကမှာ ငယ်သေးလို့ ငယ်သေးလို့တွဲခေါ်ပါအောင်မထားနိုင်လို့ပြောဟိုအမတော့ဒီ PK ပုံမှာယုံကြည်မှုကတော့ဒီ director ပုံမှာယုံကြည်မှုကတော့အရင်ရေးကြည့်ရလေမြင်းလက်တက်မှာကလေးကဟိုကိုကဟိုဒီမေပေါက်ဒါလေးလုတ်ပြီးပေါ့စီးရတော့လောလောပါဒါပေမဲ့ရရနေကြိုက်တယ်လို့သာလို့ငါနှစ်ယုံကြည်ပြီးသားအဲ့အကြောင်းမို့လို့ကိုရိုက်ကိုရိုက်တာဟိုပြောစရာမလိုအခုဒီကားလေးမှာလည်းလို့ပဲဇလန်တွဲရိုက်ကိုတာရိုက်ရတယ်ပြဿနာမရှိဘူးကိုကသူ့ရဲ့ပုံမှာဟိုအရင်တော့ကလည်းစုံမှုတယ်လေစုံမှုကလေးကဟိုသူ့ပုံမှာကိုထက်တော့ငယ်ပါတယ်ဒီကလေးပုံမှာကိုကယုံကြည်မှုရှိရယ်နောက်ကသူ director လုပ်တော့လဲကိုက respect ရှိရယ် director ကိုထက်ငယ်တယ်ဆိုမဲ့သူပညာနဲ့သူပေါ့နော်ဒါအမတို့ respect ထားမယ်နေရာမှာထားမှာသူ director ဖြစ်တဲ့အချိန်မှာကိုကသူသင်ပေးတဲ့အတိုင်းသူပြောတဲ့အတိုင်းကိုကလိုက်နာတယ်လုပ်တယ်နောက်တစ်ခါကျတော့မြင်းလက်တက်ကိုတီစာလေးကြည့်ရတဲ့အချိန်လေးလည်းပုံမှန်နာတာထက်ပို့ပြီးတော့တော်ရဲလို့ကိုအမှအရန်ကိုဟိုပြောလို့အင်းပေါ့အဲ့လိုအကုန်လုံးမှတ်ပေးလိုက်တော့အဲ့တော့ဇလန်တွဲလဲကိုကအရန်ဟိုဒီညောနေပြီးတော့ရန်ကောင်းတယ်အများကြီးညောနေတာ မိုင်းမြုံနေတယ် မွေးနေတာပါနော်သာသမီးဆောင် ဟောအထူးသရုပ်ဆောင်လို့ လူtiêuဆောင်လို့ လူသရုပ်ဆောင်ဒီဘလို့သရုပ်ဆောင်မလဲဆိုတာတော့ဇာတ်ကားထဲမှာကြည့်ပါဘလို့ပြောလိုက်တာဘလို့ဇာတ်ကားထဲမှာကြည့်ပါကျွန်တော်ကကြောက်ရတာပါကျွန်တော်မှညှင်းဆက်ပိုင်းပဲမရှိတာဒါအခုကိုလည်းဟိုဟာမိဘပြောသလိုပဲယုံကြည်ရဲ့ယုံကြည်ရဲ့အတွက်ကြောင့်မလို့အခုဆိုလို့ရှိရင်ဒီကားမှဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟိုစက်မဖက်ခင်ခဲ့တဲ့ကအကိုကတော့မင်းတို့တော့ဒီ character မြင်နေဆိုရင်တေချာဘောက်ကကျွန်တော်ဒီ character မှာကျွန်တော်နဲ့ကိုက်ညီလို့အကူပေးတယ်အဲ့တော့အဲ့အကူပေးတဲ့ character ကိုပဲကျွန်တော်တတ်နိုင်တဲ့လောက်အစွမ်းကုန်စူးစမ်းသွားမယ်ပြီးတော့ဒါစီနီယာအကူမတွေအကုန်လုံးရဲ့ဆွဲခေါ်မှုတွေတေချာဘောက်စူးစမ်းပါပါ director ထိမှာ ထိန်းတာတော့9ယောက်မှမဟုတ်ပါဘူးနောက်မှမင်းသားနောက်တဲ့4ယောက်ကထပ်ပါသေးတယ်17ယောက်ပေါ့မင်းသားကြီးပဲကျန်တဲ့ပါတဲ့မင်းသမီးတွေရောအဓိကထိန်းရမှာတော့မာကြီးပေါက်ပါပဲသူကစပြီးရိုက်မယ်ဆိုတော့ချိန်ဝါထားတယ်ဒါတဲ့နင်ဘာကားရိုက်မှာလဲပေါ့နော်ရိုက်မှာဆိုတော့အမေတို့ကျွန်တော်ဒါဒီဇက်ကဘလို့ခုနပြောသလိုမျိုးပေါ့နော်ကျွန်တော်ဘယ်နေဦးနေကရေးတာအမေမြည်ပြီးရေးတာဘလို့ဘာသာရှင်းပြဒါကစိတ်ဝင်စားလို့တဲ့နင်ရိုက်မယ်ဆိုလို့ချင်းပြီးတော့ဒါမှငါသိချင်တယ်တခုတော့သူနဲ့တွဲရမှာလေမင်းသား9ယောက်ဆိုတဲ့အချိန်မှာအားတဲ့ဘယ်တော့ရိုက်မှာလဲသူ့ရဲ့ပြေအဲ့မှာအကုန်လုံးပြီးဆုံးပါပါရရလို့တစ်နှစ်လုံးပေးထားရလို့ရိုက်ရိုက် ဟောဒီကအခုရိုက်မဲဟာဖြတ်ပြောလိုက်တာပေါ့နော်ဟို
ရိုက်မယ်ဆိုပြီးသူ့ကိုခေါ်လာတာကျန်ခဲ့တဲ့3လတွေကသူပြန်ရောက်တယ်ရောက်အောင်လာတယ်ပြန်သွားတယ်ထက်လာပြီးစောင့်နေဒီမှာဟိုတယ်မှာသူအချိုင်းနေစောင့်ပြီးတယ်မရိုက်ဖြစ်ဘူး ရိုက်ဖြစ်ဘူးကိုပလေးတာအမှားရအစမွေနေဘယ်သူမွေရလဲဆိုတော့ကြည့်လိုက်တော့တာ စထွေတာကတော့ driver ပေါ့ right တာ ခုနှစ်တွင်ညဆိုတော့ဒီဟာကကျွန်တော်အစတည်းတဲ့ကိုကဒီမင်းသား9ယောက်ပေါ့နော်မင်းသား9ယောက်နဲ့ရိုက်ချင်နေဆိုရင်စိတ်ကူးနဲ့အရင်တော့ရေးထားတာအရင်တော့ရေးထားစပြီးမြင်တာတော့ကျန်ခဲ့တဲ့6နှစ်9နှစ်ကရေးထားတာဖြစ်တဲ့အတွက်ဒီဇက်ကဒီမင်းသားတွေတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့တုန်းကမင်းသားတွေကအခုချိန်မှာအသက်ကြီးသွားပြီကျွန်တော်မှန်းထားတဲ့မင်းသားတွေကတော့အသက်ကြီးသွားပြီဆိုတော့ မင်းသမီးပဲတက်နေကြတယ် အကြီးသွားတာ ဟုတ်ဒါပေမဲ့အမရဲ့ character ကတော့အမရဲ့ character အတိုင်းရှိနေတယ်မို့လို့အမကပဲရွေးတာ အဲ့ဒါအဲ့ဒါအိုးနေအိုးနေ လို့လို့ဟိုအဲ့တော့ကျတော့အရန်နုလို့အိုပြီးရရမှာအခုကအိုးကြမလို့တော့ဘူးအိုးလို့ ဟာရှုပ်လိုက်တာဖေးရှုပ်လိုက် ရှင်းပါမို့ရှုပ်ပါကို ကျွန်တော်ရှုပ်ပါ ထွေသွားပြီ တော့ထွေ သူ ပါ ကပြန်သွားတာဆိုဘယ်ကောက်ပြန်သွား နောက်လိုက်ကြပြန်သွားပြီ 9ယောက်ကို9မျိုးမြင်ရမှာပါအဲထဲမှာပါတဲ့မင်းသား9ယောက်တလုံးကပုံစံမတူဘူးပေါ့နော်အဲ့ဒါလေးကိုမြင်ရပါ အော်ပြီးတော့ကျွန်တော်တို့ဒီကားထူးထူးခြားခြားကကျွန်တော်တို့ဒီမှာပါတဲ့ဟိုမင်းသားအသက်17ယောက်လုံးကကျွန်တော်တို့ casting ဝင်ရတာပါကျွန်တော်တို့အခုကိုယ်တိုင်သေုပ်ဆောင်ပြရတာဟိုကိုယ်တိုင်သေုပ်ဆောင်ပြပြီးတော့ကိုနဲ့ကျွန်တော်လည်းဆိုရှေ့မှာတော့မြေလက်တက်ဆုံဘူးရယ်ဒါပေမဲ့ तू ကဒီ character နဲ့အကိုက်ညီမှုရှိလားမရှိလားသိချင်တဲ့အတွက်ကြောင့်မလို့ဟိုကိုယ်တိုင် casting ပြန်ဝင်ပြီးတော့မှဟိုဒီ character ကိုရခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်တို့အားလုံးဒီ17ယောက်လုံးဒီကလုံးဝကိုရထားတဲ့ character ပေါ်မှာတေချာပေါက်ထူးခြားမှာပါအဲ့ဒါဆိုတော့ကြည့်ရတဲ့ပရိသတ်လည်းဟိုပို့ပြီးတော့အရသာရှိမယ်လို့လည်းပြောလိုက်ပါတယ်ပြီးတော့အခုကိုယ်တိုင်ကဒီဇက်ကိုဖန်တီးထားရတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလူငယ်17ယောက်တည်လဲဒီဇက်နဲ့ကိုက်ညီမှုတေချာပေါက်ရှိနေမှာပါခင်ဗျအဲ့တော့အားလုံးပဲစိတ်ဝင်စားနေစောင့်ကြည့်ပေးပါဦး ဒီဇလန်တွဲလေးကိုကြည့်ပေးပါကြည့်ပြီးတော့လို့ရှိရင်ဝေဖန်ပေးပါသုံးသပ်ပေးပါဒီစကားနဲ့ပတ်သက်လို့ကျွန်တော်ပြောနေရစကားလိုပဲဒီစကားနဲ့ပတ်သက်လို့လိုအပ်ချက်အားလုံးဒီကျွန်တော်ကြောင့်ပါကျွန်တော်ဖန်တီးမှုပေါ်မှာအားနည်းခဲ့ပြီးရှိတော့အားကောင်းခဲ့ပြီးရှိတော့ချီးကျူးမှုလေးတွေပြီးတော့နောက်ဝေဖန်မှုလေးတွေပြုလုပ်ပေးပါလို့ပြောချင်ပါတယ် ငါတို့ဒီမောင်မတွေအကုန်လုံးကတော့လေအနုပညာပေါ်မှာဒီထဲမှာပါတဲ့သူတွေအကုန်လုံးကတကယ်ကိုယူသွတ်တယ်တကယ်ကိုကောင်းတာလေးအကုန်လုံးကိုချပြခြင်းနဲ့အချိန်ရောအနုပညာရောအကုန်သိချပေးပြီးတော့လုပ်ကြရတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့အနုပညာတွေအကုန်လုံးကိုကိုယ်စွမ်းရှိပြီးဉာဏ်စွမ်းရှိပြီးအကုန်လုံးအကောင်းဆုံးလုပ်ထားပါတယ်အဲဒါကြောင့်မလို့ဒီဇလန်မျိုးလေးထွက်တဲ့ခါကျရင်လည်းအားပေးပါအောင်လို့ပြောချင်ပါတယ်ရှင် ဟုတ်ကဲ့ပါအားပေးကြပါဦးခင်ဗျကျေးဇူးတင်ပါတယ်